စီချင်းတယောက်မူလင်းတာနဲ့တတိပြန်ရလာပြီးအပြင်မှာထမင်းစားဝိုင်းမှာစီးနေတဲ့ခေါင်းဆောင်လိန်တို့အဖွဲ့သားများဖြစ်တဲ့စီကျစ်ချီစုဆောင်ခြင်းအဆင့်လေးခြေလန်းတရားကနေပြည့်ရင်တော့မလွယ်ဘူး။မှန်လား။ချီစုဆောင်ခြင်းအဆင့်3တားရဲများနဲ့ဆက်တွဲနိုင်တယ်။မန်းခွေအဆင့်3မွေရပါအင်အားကြီးတယ်။ခေါင်းဆောင်လိန်ကတူတို့အဖွဲ့ဝင်လိန်တင်အဖွဲ့ငယ်ကလူတွေနဲ့အတီးတီမိတ်ဆက်ပေးလိုက်ပြီးရန်နာဆိုတဲ့အမျိုးသမီးတူကရှူရှင်ရဲ့အရေးချင်းကိုစံတန်းကျစ်တာနဲ့ရှူရှင်နဲ့ပညာစံတက်ခဲ့သည်ရန်နာကစီရှင်ရဲ့ဓာတ်ကိုယူနိုင်ခဲ့တယ်လို့ရှူရှင်ကလည်းရန်နာရဲ့ဓာတ်ကိုပြန်ယူနိုင်ခဲ့သည်ဒီကောင်လေးငငယ်ရွယ်နဲ့ဖြက်လက်တာဟုချီကျူးလိုက်သည်အဖွဲ့မှုမှငါတို့အဖွဲ့ငွေတွေကိုတားမြင့်နေမြေထဲမှာအရွက်9ရွက်မျက်ပင်တွေကိုအများဆုံးခူးနိုင်တဲ့အဖွဲ့ကိုစေလုံးဖြူထက်အစွမ်းအများကြီးထက်တဲ့ဖုံးတန်းစင်စေလုံးတုံးလုံးကိုစုအနေနဲ့ပေးမယ်တဲ့ခေါင်းဆောင်လိုင်းကအဖွဲသားများကိုပြောလိုက်တယ်ဒီတစ်ခေါက်တော်ဝင်မှာဆွေရှင်းတဲ့ပမှာဖြစ်တဲ့တစ်ဖက်မှာတော့ခေါင်းဆောင်လိုင်းတို့ရဲ့အဖွဲ့ရဲ့ရန်ဘက်ဖြစ်တဲ့တားမြင့်နယ်မြေထဲမှာခေါင်းဆောင်လိုင်းတို့အဖွဲ့ကိုတိုက်ခိုက်ဖို့အစီအစဉ်တွေဆွဲနေကြတယ်ဆွေရှင်းတို့နဲ့လမ်းမှာလှဲတစီလာနေတာတွေ့တယ်လှဲပေါ်မှာခရမ်းရောက်နေမြေကလာတဲ့နတ်ဆေးဆရာတော်ဆရာပိုင်နဲ့တွေးဆုံခဲ့တယ်ထူးဆန်းတဲ့ယောဂမှန်တပြားကိုဆရာကြီးပိုင်ကကုတားနိုင်တယ်တားမြင့်နယ်မြေထဲမှာဆောင်ကျင်ရမယ့်အရာကြီးတုံးကူးရှိတယ်တစ်မယင်းနီးတဲ့မျိုးခွဲသားရဲ့နှစ်တွေးရောက်မြူခိုးသုံးထူးဆန်းတဲ့တချင်းတန်ဖြစ်တဲ့အကြောက်စရာအကောင်းဆုံးမှာထူးဆန်းတဲ့တချင်းတန်ကိုကြားရတဲ့လူတိုင်းတေလမ်းမဲ့ရှိတဲ့ဆူရုပ်စကားရှိတယ်ခေါင်းဆောင်တွေတူဦးတာထူးဆန်းတဲ့တချင်းတန်ကနေအသက်ရှင်လွတ်မြောက်လာတူဦးတာရှိတယ်တခြားငါတို့ကိုတိုက်ခိုက်မဲ့ရှင်ရဲ့တွေးရိတ်ခိုင်းကလူတွေကိုလည်းအထူးတတိထားဖို့လိုတယ်မန်ခွေကအရွက်9ရွက်အရွက်ကိုခူးနေရင်အရွက်မှာထူးဆန်းတဲ့အနံ့တစ်မျိုးရနေတဲ့ခေါင်းဆောင်လင်ကအရွက်ကိုယူနှမ်းကြည့်လိုက်တော့မှအရွက်မှတားရဲများကိုဆွဲဆောင်တဲ့အမှုတ်တစ်မျိုးကိုဖျန်ထားတာကိုအကုန်လုံးကိုတတိပေးလိုက်တယ်။ကြေးခွန်နတ်ဝန်ပလူတွေရောက်ရှိလာပြီးတိုက်ခိုက်လိုက်ခံလိုက်ရတယ်။ရှူရှင်လဲအစီကဝန်ပလူလူတိုက်ခိုက်နေတော့အနောက်ကနေနောက်တစ်ကောင်တိုက်ခိုက်လိုက်တဲ့အချိန်မှာမန်ခွေကတူဤတိုင်းဖြစ်ကာပေးလိုက်ပြီးကောင်လေးငါအသက်ရှင်နေတဲ့၍မင်းဘာမှမဖြစ်စေရဘူးဆိုပြီးဂတိပေးလိုက်တယ်။ဝန်ပလူတွေများလာတော့ခေါင်းဆောင်လင်ကမန်ခွေနဲ့တူတာတိုက်ခိုက်ထားမယ်ရှူရှင်တို့3ယောက်ကိုတခြားနေရာပြေးဖို့ပြောလိုက်တယ်ရှူရှင်တို့ပြေးထွက်သွားတဲ့နေရာမှာအရှိမကြောက်ကံပါစီနေလို့အရှိကိုဆက်ပြီးမပြေးတော့ပဲဝန်ပူလီများနဲ့တိုက်ခိုက်ကြတယ်ရှူရှင်ကဝန်ပူလီတကောင်ကိုတိုက်ခိုက်နေတဲ့အချိန်မှာနောက်တစ်ကောင်မှဝင်တိုက်လာလို့ဝန်ပူလီနဲ့အတူကြောက်ကံပါကိုကြတော့တယ်ဝန်ပူလီကအောက်ရောက်တော့တေးဆုံးသွားပြီးရှူရှင်ကတော့တတိယလာတယ်ဝန်ပူလီစီကနေအမဲရောင်အမြင်များထွက်လာပြီးရှူရှင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းဖို့ကြိုးစားနေတယ်အဲ့ဒီအချိန်မှာပဲခရမ်းရံကြောက်တုံးကသူဝါမျိုးတဲ့အရာကိုတွန်းကန်လိုက်ပြီးရှူရှင်ရဲ့ခန္ဓာကိုယ်ထဲသို့ဝါမျိုးလိုက်တယ်ရှူရှင်နဲ့တတိယလာတော့အဆင့်3နေရာကိုရောက်ရှိနေပြီးဟိုထူဆန်းတဲ့အရာမှာသူ့ကိုအဆင့်တန်းစီတွေဟူသူတွေးနေတော့မှရေထဲကနေမန်ခွေရဲ့ဒိုင်းအပိုင်းစားကိုမြင်သွားပြီးသူဒုက္ခရနေပြီးဆိုတာကိုသူတိလိုက်သည်မန်ခွေလည်းရန်သူသားချက်များကိုထိပြီးမျိုးခွဲအတွင်ပြောင်းပြီးတိုက်ခိုက်ပေမဲ့လူများတာကြောင့်မတိုက်ခိုက်နိုင်ခဲ့ပဲမန်ခွေကရန်သူတယောက်ကိုဖမ်းဆုပ်လိုက်ပြီးဒုက္ခနာကိုတူဖောက်ခွဲဖို့ဆုံးဖြတ်လိုက်သည်ရှီရှင်ကလာပေမဲ့မန်ခွေကိုတားဖို့မမီတော့ဘူးထိုအချိန်မှာအဝေးကနေလွှင့်စင်လာတဲ့ခြေလက်တွေပြက်နေတဲ့ရန်သူတယောက်သူ့အနားကိုကြားရောက်လာတဲ့အချိန်မှာထိုရန်သူရဲ့ခေါင်းကိုခြေထောက်ဖြင့်နင်းချတက်ဖြတ်ခဲ့လိုက်သည်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe နဲ့ Notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ထပ်အပိုင်းဆက်များကိုလည်းဆက်လက်တင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်